TikTok မှာဗီဒီယိုတင်ပြီးဝင်ငွေရှာဖို့စဉ်းစားနေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအချိန်3မိနစ်လောက်ပေးပြီးတော့ကြည့်လိုက်ပါအရင်ဆုံးဒီ application လေးတွေကို down ထားဖို့လိုပါမယ်မြန်မာနိုင်ငံကဖွင့်ထားတဲ့ TikTok account ဆိုရင်မရပါဘူးဒါကြောင့် region ချိန်ပြီးတော့ account သစ်ဖွင့်ရပါမယ်ဂျပန်ကိုရီးယား US ကြိုက်တဲ့ account ဖွင့်လို့ရပါတယ်ဂျပန် account ကတော့ငွေထုတ်ရတာပို့ပြီးတော့လွယ်ကူပါတယ်အရင်ဆုံး VPN လေးကိုဝင်မယ်ဂျပန် location နဲ့ connect လုပ်ပါမယ်အဲ့ဒါပြီးရင်တော့ Outlook application လေးကိုဝင်မယ် create new account ဆိုတာလေးကိုနှိပ်ပါမယ်အဲ့ဒါပြီးရင်တော့ကိုကြိုက်တဲ့ email နာမည်နဲ့ကိုကြိုက်တဲ့ password ကိုထားလိုက်ပါဒါပြီးရင်တော့ next ကိုနှိပ်ပါဒါပြီးရင်ကိုကြိုက်တဲ့ user name ကိုပေးလိုက်ပါအဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဒီနေရာလေးကိုရောက်လာပါမယ်ဒီနေရာရောက်ရင်တော့အသက် session နဲ့ပြည့်ပြီးတဲ့မွေးနေ့ကိုထည့်လိုက်ပါဒီနေရာကိုရောက်ရင်တော့ရှေ့ကပုံမှာပြထားတဲ့အတိုင်းနောက်ကပုံလေးတွေမှာမြားလေးနဲ့ရွှေ့ပြီးတော့ရွေးပေးရပါမယ်ဒီပုံမှာသင်္ဘော3ခုပါတာကိုပြထားတဲ့အတွက်နောက်ကပုံထဲမှာသင်္ဘော3ခုပါတာကိုရွေးပြီးရင်တော့ submit ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်တော့ email account ဖွင့်တာပြီးသွားပါပြီကျွန်တော်တို့ TikTok account ကိုဆက်ဖွင့်ရပါမယ် TikTok account ဖွင့်ဖို့အတွက် Chrome browser လေးကိုဝင်ပါပြီးရင်တော့ search bar မှာ TikTok sign up ဆိုပြီးတော့ရိုက်ရှာလိုက်ပါအဲ့ဒါပြီးရင်တော့ TikTok sign up ဆိုတဲ့ဟာကိုနှိပ်ပါနောက်ပြီးရင် use phone or email ဆိုတာကိုနှိပ်ပါ email ဖွင့်ထားတဲ့အသက် session နဲ့ပြည့်ပြီးတဲ့မွေးနေ့ကိုထည့်ပါ email ဖွင့်ထားတဲ့ account ကိုထည့်ပါပြီးရင်တော့ next ကိုနှိပ်ပါဒါပြီးရင်တော့ကိုကြိုက်တဲ့ password ကိုထားပြီးတော့ sign up ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကုတ်လေးတောင်းလာပါလိမ့်မယ်ဒါလေးပေါ်လာရင်တော့မြားလေးကိုရွှေ့ပြီးတော့ပုံလေးကိုစနစ်တကျဖြစ်အောင်ရွှေ့ပေးရပါမယ်ဒါပြီးရင်တော့ရပါပြီအဲ့ဒါပြီးရင်တော့ကျွန်တော်တို့ Outlook application လေးကိုပြန်သွားပါမယ်Outlook ထဲမှာဝင်နေတဲ့ကုတ်နံပါတ်6လုံးကိုမှတ်ပြီးတော့ခုနကအကောင့်ဖွင့်တဲ့နေရာမှာထည့်လိုက်ပါဒါဆိုရင်တော့အကောင့်ဖွင့်တာပြီးသွားပါပြီကိုထားခြင်းတဲ့ user name ကိုထားလို့ရပါပြီကျွန်တော်တို့အခုဖွင့်ထားတဲ့အကောင့်ကို TikTok application ထဲမှာသွားပြီးတော့ထည့်ကြည့်ပါမယ် application ကိုဝင် login ကိုနှိပ် use phone or email ဆိုတာကိုနှိပ်ခုနကဖွင့်ထားတဲ့ email account ကိုထည့်လိုက်ပါဒါဆိုရင်တော့အကုတ်လေးတောင်းလာပါလိမ့်မယ်ခုနကလိုမျိုး Outlook application ကိုဝင်ကုတ်နံပါတ်6လုံးကိုမှတ်ပြီးတော့ရိုက်ထည့်လိုက်လို့ရှိရင်အကောင့်လေးဖွင့်တာပြီးဆုံးအောင်မြင်သွားပါပြီကျွန်တော်တို့ setting တွေကအကောင့်မှာတွားပြီးတော့စစ်ဆေးကြည့်လိုက်လို့ရှိရင် Japan region ဆိုတာလေးပေါ်နေပါလိမ့်မယ်ဒါဆိုရင်တော့မိတ်ဆွေက Japan region နဲ့အကောင့်ဖွင့်တာအောင်မြင်သွားပါပြီဒီနေရာလေးကြည့်နေတယ်ဆိုလို့ရှိရင်တော့အခုဖွင့်ပြထားတဲ့အကောင့်ကိုကျွန်တော်အလကားပေးပါမယ်ဒါကြောင့်မလို့ CB မှာလာတော့မှဥရေသူရနော်ဒီကောင်းဖွင့်တာခက်ခဲရှိလို့ရှိရင်ကျွန်တော်စီမှာဈေးတက်တာနဲ့လာဖွင့်လို့ရပါတယ်သိချင်တာရှိရင်ချက်ပေါက်မှာလာမေးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာနောက်ဗီဒီယိုတွေကြည့်နိုင်ဖို့ follow လေးနှိပ်ခဲ့ကြပါအောင်ဗျ